just for fun ပါနော် just for fun ပါနဲ့ဒီပါနဲ့မြောက်လုံးတစ်ချင်းကောင်းအောင်ဆိုတတ်ပါဘူး ဝါဒနာရှင်လေးပါရမီရှင်တွေမဟုတ်ပါ ဟု ဘူး တ်ပါဘူးဒါအမှလို့ကပါဆောင်လေးဖြစ်တယ်နှစ်ယောက်စလုံးကအတန်နေရလဲအကောင်းကြီးမဟုတ်ဘူးကြီးလည်းမတဲ့လောက်ဘူးဖြစ်ပါတယ်ဆိုတော့ just for fun အနေနဲ့ကြည့်နေပါရှင် ကျမလည်းဂီတာတီးကျွမ်းပါဘူးပြီးတော့ဂီတာလေးကလည်းတိတ်မကောင်းပါဘူးဒါကျမ14နှစ်တပီးလေးကတော့တတ73နှစ်ဖြစ်နေပြီကျမရဲ့ဂီတာဦးလေးနဲ့ ဆိုတော့ဒီမရဲ့ဂီတာအိုလေးနဲ့ ကျမရဲ့ဂီတာဦးလေးနဲ့မပြေဆုံးနဲ့ဟာလဲစကေးတွေနဲ့ first time ပေါ့နော် Very first time first time ပါအားကြောင့် ဟာလာတောင်းလေးထား ဒီနေ့ပြကြပါမယ် bye bye ဒါတော့တင်းရက်နဲ့ပတ်မှုလို့ပါတယ်အားလုံးပဲ have a nice day See you next time